အားလုံးပဲမြင်လာကဒီနေ့မင်းစားမှာဖြစ်ပါတယ်ဘာဟင်းနေရှရာနေဆိုတော့ကျွန်တော်အင်ကိုလွှမ်းလို့ပေါ့နော်အင်လွှမ်းလို့အမီစစ်တဲ့လက်ရောက်လွှမ်းလို့ခင်းကျင်ဒီနဲ့ပါတယ်ကျွန်တော်ခင်းကျင်ဒီရဲ့တန်းလုံးကြီးရဟင်းရည်လောက်ဖြစ်လာတယ်ပြီးရင်စိုးရဲကြောဒီပြောကိုကြောက်စလုံးဖြစ်လာရှိတယ်ဒါတော့ညခန့်နေယူလာတဲ့မုံဟင်းကားကြီးဒါတော့ဖြုံဒီမနေ့ကကျန်တဲ့ဝန်သားကိုဖြုံဒီနဲ့ရှယ်တာဒါထားမှာဆိုရင်ပြီးရင်ငပိတောင်းမှုရှိတယ်ငပိတောင်းတော့စားတော့ကုန်တော့မယ်နည်းနည်းပဲကျန်တော့အဲ့ဒါဆမ်းမပြပါတယ်ဒီနေ့ပါဒီနေ့ပြမမဆက်တာတန်းလုံးကြီးရတော့ကောင်းပါလေငငယ်တွေကအမေချက်ကြီးခဲ့တာဆိုတော့ကောင်းလည်းကောင်းတယ်လွန်လည်းလွန်တယ်တော့ကြာပြီတဲ့ဆိုရင်7နှစ်ရှိပြီ7နှစ်ကျော်ပါတော့အမေချက်ကြီးတော့မစားရ7နှစ်ကျော်ပါပြီဒီမျိုးတန်းနေနေဟင်းလို့ကျွန်တော်ကြိုက်တဲ့ထဲမှာဟင်းကြီးကျက်တော့ကြိုက်အင်းညာမရှိတာအဲ့ဒါငပိအောင်နဲ့တို့ငပိအောင်နဲ့ဒီရင်းနဲ့နည်းပြီးရင်ဒီရင်းကြီးတို့တော့ပူရှက်ကူကောသူရဲ့ကြောသူကလည်းတော့ကြာရင်မစားဖြစ်တာမစားရတာတော့ကြာပြီပြောမှာဒီနေ့တော့ဒင်းင်းကြီးရဲ့ငပီတောင်းရဲ့စူးရဲ့ကြော်ရဲ့တက်ပြီပေါ့မပြန်လုံးပိတ်တာဆို AC ချဲအိတ်သူကလည်းတဲ့လူဆိုတော့မူမူကြီးပဲပူရရ这里有变了好了多光了对နည်းနည်းရင်းနေတယ်ဗျ။နည်းဆက်ထားတာတရားလေးဆက်ထားတာဆိုတော့အရင်ရင်းထော်နေတဲ့ပုံစံမျိုးမရှိတော့ကိုချန်ကိုပြန်ခိုက်တာမဟုတ်တော့လေဟိုလည်းနူးဖက်ကောင်းကားလေးတော့မရဘူးဗျာဒီလိုနည်းရင်းတာလေးကိုအပြန်အခွန်လေးဒီချာခွာပြီးတော့နည်းနည်းနူးအောင်ဆက်ပေါ့ပြောရဦးရတဲ့ဓာတ်တဲ့မဒီနေ့တော့ဒီတိုင်းအခုမရေးစေးပြီးအခုမှစားတာအခုမရှိတော့ဟုတ်တော့ပြေးလို့အခုစားမှာခါကြရင်ခွာရလွယ်တယ်ခါကြရင်ခွာရမလို့ဒီနေ့ခွာကတ်နေရခွာရတော့မလို့ရဒီအောင်လေးဆက်ဆက်ဟင်းညိုဟင်းဒီဟင်းနဲ့လည်းကျွန်တော်မျိုးဒီမှုန့်သွားလို့မျိုးဒီမှုန့်မျိုးဒီရောင်နေမှုန့်ပုံစံမျိုးမျိုးဒီစစ်ကိုကြိတ်တဲ့အမှုန့်ထည့်ထားတော့နည်းနည်းဆက်ဆက်ပူဆက်ဆက်လေးပူဆက်လေးဒီမှာတော့ပေါ့လို့ပါနဲ့ပြီးတော့ဒီပြီးတော့လည်းလက်ဆက်တယ်
စပ်ပြေးလာမှာဗျပွင့်ထွက်ကုန်တော့ပွင့်ထွက်လာပွင့်လာနေတော့သူကတော့ရွှေ့တော်များနေဒီတော့ထွက်နေတော့လည်းလူမသားလည်းကြားပြီ။ရနေပြီးတော့နှစ်နှစ်ဆိုထွက်လာတယ်။အိမ်ပြန်ရောက်တော့ရှင်းနေရှိပါတယ်။ဟုတ်။လူဟင်းနေမသားကြရော။တော့လည်းမိချက်တဲ့ဟင်းများရှိသေးတယ်။ကျွန်တော်ဒီနေ့ချင်းပြန်ပြီးထည့်ဆောင်မယ်။ကိုယ်တိုင်ရှင်းတာကောင်းတယ်ဆိုရင်မေးလိုက်ရတာမမီးဘယ်ကောင်လဲဒီကသူကတန်လား20ပစည်းကိုဝဲလာဟုတ်လားဒီကလည်းဘာဖြစ်လဲနော်လုံးအကြီးရမှာဘာကြည့်ရနော်ဘာလဲတောက်ကြည့်ရတန်းတန်ကြီးဘယ်တော်မနေရ20ဘူးဝယ်လာဒီနီပေါ်တင်တော့မဟုတ်ဘူးဒါပေမဲ့ဘာလို့လဲမသိဘူးဒါက20ဘူးဘာ20ဘူးနော်တော်တော်ရတယ်ဒီနီแล้วร้องชื่ออยู่เนี่ยผมย้อนเนี่ยก็ท่าอะไรเนี่ยที่โยมเนี่ยสันนิษฐานบาอะไรเนี่ยใช่ไงเนี่ยอย่าดูที่บาอะไรเปล่าบูอะไรเปล่าต้องอะไรกันมาจะไปอยู่ด้วยอะไรมาจะเราอยู่ช่วยพี่หรอเนี่ยဟင်းလိုက်ချက်ဟင်းချက်ပြီးတော့ဒီမူးဆွဲလိုက်တယ်အဲ့လည်းနည်းနည်းလေးပူဟင်းလိုက်ချက်သမင်းလိုက်ချက်ဟင်းလိုက်ချက်သမင်းလိုက်ချက်ဆိုတော့ဟင်းလေးပူသမင်းလေးပူစက်ကလည်းဆက်ဆိုတော့နေမကောင်းတဲ့လူတွေဆိုရင်တော့ဒါလည်းပွင့်ပွက်ထွက်ပြီးတော့ကြောက်တော့မှာတော့ဆရာကြီးတော့ဆရာကြီးเอ้นี่เนี่ยตามบีนี่ใช่ตามบีนะใช่พอแล้ว豆鸡龙豆鸡လက်စီရမရင်းနေမလားဟောကြီးလိုက်တာအဲ့လိုမျိုးဒါပဲအေးစီပြီးလို့ရပွင့်ထွက်ကတော့မျက်စိတော့ဝင်ရင်းနေခေါ်လိုက်ရှိုးပြီးတော့ဒီနေ့စက်အဲလိုလေးရရှိုး
အဲ့ကောဒီမျိုးနဲ့တော်စားကောင်းနေတာငါပြီးတော့တော်စားကောင်းနေတာမှာပြုံးပြီးချက်ထဲမှာဝါသားလေးနည်းနည်းပါတာကိုမိဝါသားမင်းကရှင်းထားတယ်ကြံတာအဲ့ဒါကျွန်တော်ဒီနေ့ပြုံးပြီးနည်းနည်းကြံလာတယ်ပြန်ရောထားဒါဝါသားလေးနဲ့ပြုံးလေးနဲ့ပြန်ရောပြီးရှင်းထားတာပေါ့ဘယ်လိုကောင်းပါလဲပြုံးကြီးလည်းအင်းညာချိုးတယ်ချိုးတယ်တော့ချိုးနော်နုလေးနုလေးမှာခုံမရှိုးကနေဒါမဲ့ခုံမရှိုးဘူးအဲချိုးပြင်းနုလေးခုံမရှိုးကနေတဲ့သူဦးရစီကြောင့်မနှုတ်မြူတဲ့ဟာထည့်ပြီးတော့ဘောဒိုးချက်တာတော့စားကောင်းတယ်ဘာလို့လိုတော့လဲဒီလိုနဲ့အရှူကြိုက်တဲ့လူဆိုတော့ကိုမိုက်တယ်ဆက်သားကြီးကျွန်တော်မြင်းနဲ့ဒီဝါသားနဲ့ပြုံးနေတာတခါတည်းတော့ပြောမချက်ဘူးတော့အကြံပေးရအောင်တော့ကျွန်တော်ပြုံးကြီးကနုလို့ခါကြတယ်အရင်ပြောကြတာမြင်ပါအဲ့တော့ဝါသားတက်ပြီဆိုတော့မှကြီးဘယ်လိုပြောမလဲတေးပေါ့ဗျာဟိုအခက်ချက်တော့မယ်ဆိုတဲ့နေရာမှာပြုံးမျိုးရှက်ပြုံးသီးထည့်ပြီးနေရရင်မှုမပြည့်နေအဲ့ဒါကြည့်သွားမှာတော့ကျွန်တော်မမွေဘူးနော်မမွေအောင်မသူ့ရဲ့အစီတွေမရှိတော့ဟုတ်ဘယ်လိုပြောမှာဒီလိုတော့လားပြုံးကြရတော့ကောသူ့ရဲ့ကတော့ဗျာကျွန်တော်ကျွမ်းမာလို့တော့ကိုစားခြင်းနဲ့အနေထားအမျိုးလေးကြီးတက်တော့မရဘူးပေါ့ဒီမှာကျတော့ကျွန်တော်တို့အိမ်မှာစိုးပင်ရှိရဗျာစိုးပုတ်ကြီးပေါ့စိုးပုတ်ကြီးအပင်ကြီးရှိတယ်အဲကြီးတော့ကျွန်တော်မိုးရွာသည်ဆိုရင်အညွန့်နေထွက်တဲ့ခါကျရင်အညွန့်ကိုစားတဲ့အညွန့်တော့ပဲခူးရုံပဲဘာမှအဲအနောက်ကအရင်နေပါမခူးနိုင်ရအဲစားတဲ့အညွန့်တော့ပဲခူးရချက်စားအညွန့်နေကြီးစားရရလို့ဟင်းသမီးစားရင်လည်းကျွန်တော်တို့ထားခိုင်းရင်ဆိုလည်းစွေးကြိုက်တယ်တို့စားတယ်အစိတ်တို့စားကြိုက်တယ်ဒီနေ့ကောင်းတော့လောကြီးတော့ဖတ်ရည်ဒါမျိုးကြီးမနော်ဒါမျိုးကြီးဒါမျိုးခေးအားလုံးပဲဗီဒီယိုတော့ကြည့်ပေးတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ထားလိုက်ပါ